ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel ကနေပြန်လည်ကြိုဆိုပါတယ်ဒီဗီဒီယိုကတော့try ရိုက်ပြီး Avano site ပါ day 7ပဲဖြစ်ပါတယ်ဗီဒီယိုတွေစတိုက်တင်လာတာဒီနေ့နဲ့ဆိုတော့တစ်ပတ်ပြည့်သွားပြီပေါ့နော်တစ်ပတ်တွင်ဒါနောက်ဆုံး room ပေါ့နော် okay room ကတော့သူ network discovery တဲ့ okay network discovery ဒါကသူ့ရဲ့ဇာတ်လမ်းလေးရှိမယ်အကြောင်းလေးကမပြောတော့ဘူးကျွန်တော်ဒီ room အကြောင်းလေးဆက်သွားလိုက်မယ်room ကကြတော့ဒီနေ့landing objective တွေပေါ့နော်ကျွန်တော် network discovery ဘယ်လိုလုပ်မလဲ nmap နဲ့ network discovery ဘယ်လိုလုပ်မလဲnetwork protocol တွေရဲ့ဒီ concept တွေကိုကျွန်တော်ပြောသွားကြမယ်ပေါ့နော်ပြောကြတော့ကျွန်တော်တို့ find the way back to the server တဲ့ဒါတော့ကျွန်တော် law လေးနဲ့ဆိုင်မယ်ပေါ့နော်သူနောက်ကဇာတ်လမ်းလေးနဲ့ကျွန်တော်တို့attack box လည်းဖွင့်ရမယ် target machine လည်းဖွင့်ရမယ်အဲ့တော့ target machine ရင်ဖွင့်လိုက်မယ်Kali VPN နဲ့တင်သုံးလို့ရတယ်ပေါ့နော်ကျွန်တော်တို့သူ့ရဲ့ attack box ကိုပဲသုံးလိုက်ပါမယ်โอเคအဲ့တော့သူ့ attack box ဖွင့်နေတော့လေးချက်တော့ကျွန်တော်စာလေးဖတ်ကြည့်လိုက်မယ်ပေါ့နော် networking concept တွေ networking concept လေးတွေပေါ့အဲ့ဒီနည်းနည်းသိဖို့လိုရတော့ပြောတယ် okay know your target တဲ့ကျွန်တော် system တစ်ခု hack တော့မယ်ဆိုရင်ကျွန်တော်တို့ဒီ target ကဘာလဲဆိုတော့အရင်သိအောင်လုပ်ရမယ်အရင်သိအောင်လုပ်ဖို့တော့ကျွန်တော်တို့က network ကနေပြီးတော့ဒီ footprinting လုပ်တယ်လို့ခေါ်မယ်ဗျာ network ကနေပြီး information ကိုကျွန်တော် gather လုပ်တာအဲ့ဒါကိုကျွန်တော်ဒီnmap နဲ့လုပ်မယ် nmap နဲ့ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ဒီ target မှာပေါ့နော်ဘာပေါ့တွေပွင့်နေလဲဘာ service တွေပွင့်နေလဲကိုကျွန်တော်တို့ကြည့်လို့ရတယ်ဥပမာ SSH service တွေပွင့်နေလား HTTP service တွေပွင့်နေလားပေါ့နော်ဒီအဲ့လိုမျိုးလေးကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့ကိုကြည့်မယ်ပြီးတော့ behind the port ဒီ port ဆိုတဲ့ port နောက်မှာ run နေတဲ့ web server ပေါ့နော် web server information တွေဥပမာ Apache web server run နေရလားဒါမှမဟုတ် Nginx လား version ဘယ်လောက်လဲဘာညာတွေကျွန်တော်တို့ nmap နဲ့ကြည့်လို့ရမယ်ကျွန်တော် service ပေါ့နော် along with the predicate to deliver find 3 key 3ခုတွေ့မယ်တဲ့you then for web app the format web key name key တဲ့ okay ပါအဲ့တော့ကျွန်တော်တို့ nmap နဲ့ simple post scan လေးစလိုက်မယ်ပေါ့နော်ဒါကကျွန်တော် target machine ပုံမလာသေးဘူးမသိဘူးချက်ဆောက်လိုက်မယ်ပေါ့နော် okay စာရင်းနဲ့ပဲဆက်ဖက်ကြည့်လိုက်မယ်သူ့ရဲ့ဟိုဟာလေးကမေကွန်းလေးတွေက whatever message do you see on top of the website ဒါကတော့ကျွန်တော်တို့ website ကိုရောက်မှမြင်ရမှာဒါကပြင် FTP server ပြင် TBFC ဆိုတဲ့ app ပေါ့နော် okay သွားလိုက်မယ်ကျွန်တော် tab box ပွင့်ပြီလားမသိဘူး okay ပွင့်ပြီပေါ့နော် tab box ပွင့်ပြီအဲ့တော့ကျွန်တော်တို့တွေ simple network scan လေးပဲအရင်စလိုက်မယ် map ဒါဟိုဟာကျွန်တော်တို့ဒီ target IP ပေါ့နော်အဲ့ကျွန်တော်ပေါ်နှစ်ခုပွင့်နေတာတွေ့တယ်ဒါရိုးရိုး simple scan နဲ့ရှာကြည့်ရပါတော့ပေါ်နှစ်ခုပွင့်နေတာတွေ့တယ် okay ဒါက port တူကတော့ SSH ပြီးတော့ web server လေး run နေတာတွေ့တယ်ဒါ port 80မှာ run နေတာပေါ့နော်အဲ့ကျွန်တော်တို့အဲ့ IP မှာ check ခေါ်ကြည့်လိုက်မယ် port 80နဲ့ခဏလေးပါနော်ပွင့်မလာသေး okay TBFC ဆိုတဲ့ web app လေးကြာလာမယ်ပေါ့နော်ခုနကလေးစောင့်လိုက်အောင် okay ကြာလာပြီဒီဘက်က key ထည့်ရမယ်ပေါ့နော် key ထည့်ရမယ် pon by နဲ့ hopsec ဆိုတဲ့ဟာဒီအတွက်လည်းဒီအကောင့်ကို hack ခံလိုက်ရဆိုတဲ့သဘောပေါ့နော်ဒီ website ကျွန်တော် hack ခံလိုက်ရတယ်အဲ့ဒါကိုသူက key ထည့်ခိုင်းပြီးတော့ပြန်ဖြည့်ခိုင်းတဲ့ပုံစံမျိုးဖြစ်မယ်ဟုတ်ပြီသူကခုနကကျွန်တော်တို့လေဟို day 1က key တွေကိုသူဖြန့်ထားတယ်ပေါ့ပဲသူကဒီ website ကိုသူက hack လိုက်ပြီးတော့ဒီ website ကိုပြန်ဖြည့်နိုင်မှုအတွက်ဖြစ်မယ်အဲ့ကောင်ကိုသူကအဲ့ key ကိုသူက3ပိုင်းပြီးတော့နေရာ3ခုမှာဖြန့်ထားလိုက်တယ်ပေါ့နော်ဖြန့်ထားလိုက်ပြီဆိုရင်ဒီမှာ key ကိုကျွန်တော်ရိုက်ထည့်ပေးရမှာ
သူရဲ့ဒီ evil message ကပါလဲပေါ့နော် what is the evil message top of the website ရဲ့ top of the ဒီကောင်ပေါ့နော် PWNED font by Hopset အဲ့တော့သူရဲ့ what through ဘိုင်းကိုကျွန်တော်ပြန်သွားကြမယ်အဲ့တော့ဒီမှာဒါလေးတွေ့တယ်ပေါ့နော် I don't know ဘာလို့လောက် stable မဖြစ်တာလဲကျွန်တော်နားမလဲဘူး website ကအခုထိ run နေလို့မရှိသေးတယ်နေလို့လည်းမရဘူးထားပါတော့ဆက်သွားလိုက်မယ် line ကောင်းတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီပေါ့ပေါ့နော်ဒီပေါ့ရဲ့နောက်ပိုင်းမှာဘာ service တွေ run နေလဲဆိုပြီးအတွက်ကိုကြည့်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုဒီswitch တွေကိုထပ်ပြီးတော့သုံးမယ် command ကတော့ဒီကောင်command ကိုရှင်းပြရင်ဒါ admit ဒါ -b minus ဆိုတာကြတော့ပေါ့အားလုံးကို scan မယ်လို့ပြောချင်တာ0 to 6000ကျော်ပေါ့နော်ကျွန်တော်ရုပ်တရက်ဆိုတော့မေ့သွားတယ်655ရှိမှထင်တယ် I don't know ပေါ့CO2 655 65535 65535အဲ့လောက်ရှိမယ်ပေါ့နော်အဲ့လောက်ကိုသူက scan မယ်ထင်တယ်I think 10240 ရမောလောက်ထင်တယ်ဒါမို့ဒါတွေကနောက်ပိုင်းမှာကိုယ့်အသက်ကိုလည်းတတ်မှတ်ပေးလို့ရတယ်ပေါ့နော်ဘယ်ကနေဘယ်ထိ scan မယ်ဆိုတာလည်းအဲ့တော့သူပြောတဲ့အတိုင်းပဲ scan ကြည့်လိုက်မယ်ဒီပုံမှန် normal တိုင်းဘာ switch မှမထည့်ပဲ scan တာဆိုရင်ကျွန်တော်တို့ဒီဟာလေးပဲမြင်ရတယ်ပေါ့နော်ပေါ့ပွင့်နေတဲ့ပေါ့တွေရယ် service ရယ်သူ့ရဲ့ဒီ state ပေါ့နော် open ဆိုလည်း open filter ဆို filter close ဆိုလည်း close ဆို filter လို့ပါလို့ဆိုဒီမှာအဲ့လို firewall ခံနေလို့ပေါ့နော်အဲ့လိုဖြစ်တတ်တယ်ကျွန်တော်ခဏစောင့်နိုင်မယ်ပေါ့နော်သူကပေါ့အားလုံးကို scan တာဆိုနည်းနည်းတော့ကြာတယ်ပြီးတော့ FTP server ကိုဆက်သွားမယ်ထင်တယ် I think ပုံမှန်ဆိုတော့ကျွန်တော်တို့တွေအဲ့ဒီ script banner နေရာမှာရှေ့မှာ -sp ထပ်သုံးတယ်ပေါ့နော်-sp ဆိုတော့ကျွန်တော်တို့ကသုံးတဲ့ service detail ကိုမြင်ရတယ်52 seconds ထပ်ဆောင်ပါနော် 57% တော့ပြီးနေပြီနည်းနည်းထပ်ဆောင်လိုက်မယ်ကျွန်တော်တို့တွေ1မိနစ်လောက်ပေါ့1မိနစ်လောက်စောင့်လိုက်မယ်ပေါ့နော်သူပေါ့အကုန်လုံး scan တာဗျာ3ညနေပြီးတော့ဒီ655 655ဒီစုစုပေါင်းပေါ်ပေါင်းဒီ65536ခုပေါ့နော်အဲ့လောက် scan တာနည်းနည်းတော့ကြာโอเคအဲ့ information တွေရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့SSH ပွင့်နေတာတွေ့ရပြီHTTP ပွင့်နေတာတွေ့ရပြီနောက်တစ်ခုကကြတော့ဒီပေါ့ပေါ့နော်21212ဆိုတဲ့ပေါ့တွေ့တယ်ဒါ normal scan လုပ်တဲ့ခါမှာကျွန်တော်မမြင်ရအောင် normal scan များသောဖြင့်0 to 1024ပေါ့နော်အဲ့လောက်ထိပဲscan ပေးတယ်ဒါ user များတဲ့ဟာတွေပဲနောက်ပိုင်းဟာတွေမှာပို့ပြီးတော့ကနန်းကြီးရဲ့ပေါ့တွေပေါ့နော်အဲ့လိုမျိုးဆိုရင်တော့သူက normal နဲ့ဆိုမ scan မပေးကျွန်တော်ဒီ -b minus ဆိုတဲ့ switch လေးထည့်လိုက်လို့ scan ပေးတာအဲ့တော့ဒီမှာကြတော့ကျွန်တော်တို့မှာ TCP run နေတာတွေ့ရသူ့ရဲ့ဟာကြတော့ VSFTPD တဲ့ဒါ 5 server တစ်ခုလောက် run နေတာပေါ့နော် 5 server service ကိုတွေ့တယ်โอเคဒီကောင်ကတော့သူ MAC address တွေ့တယ် unknown လို့ပြရပါတော့အဲ့တော့ကျွန်တော်တို့ကဒီဟာလေးကနည်းနည်းစိတ်ဝင်စားစရာတွေ့တယ်5 server လေးတစ်ခု run နေရပါတော့ကျွန်တော်ဒီ FTP command နဲ့ဝင်ကြည့်လိုက်မယ်ပေါ့ကကြတော့ကျွန်တော်တို့ရှာတွေ့တဲ့ခုနကရှာတွေ့တဲ့ပေါ့ပေါ့နော်
ပြီးတော့လို့ FTP server တွေမှာအများအဖြစ်ဒီ vulnerability ထိတတ်တယ်ပေါ့နော်အဲ့လို vulnerability ကလို့ anonymous login vulnerability ပေါ့ဒီကောင်ကဒါမျိုးရှိနေတာမပြောတတ်ဘူးပေါ့နော်ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်သူပြောတာကဘယ်လိုလဲဆိုတော့ there is nothing we can go join it flat တစ်ခု okay ဒီကောင်လဲ anonymous ဝင်လို့ရတယ်အဲ့တော့ anonymous ဆိုတာဗျာ password လည်းထည့်စရာမလိုဘူးဒီ server ထဲကျွန်တော်တို့ဝင်သွားပြီပေါ့နော်ဝင်သွားပြီဆိုတော့ကျွန်တော်တို့ls command နဲ့တစ်ချက်ကြည့်လိုက်မယ် okay ကျွန်တော် key 1တစ်ခုတွေ့ပြီပေါ့နော်ဒီ FTP ရဲ့ key 1ကကြာတော့ကြည့်မယ်ဆိုတော့ဒီကောင်နဲ့ကြည့်တယ် get ဆိုတဲ့ကောင်နဲ့ကြည့်တယ်ပေါ့နော် get ဆိုတဲ့ command နဲ့ကြည့်တယ်တက် key တုံးလို့မရရင်ကျွန်တော်တစ်ချက် copy ယူလိုက်မယ်တော့ကျွန်တော် sorry ဒါကျွန်တော် set ထဲကို download ဆွဲလိုက်တာပေါ့နော်အဲ့ဒီကောင်လေးကြာလာပြီအဲ့တော့ဒီကောင်လေးကျွန်တော် cat နဲ့ပဲကြည့်လိုက်မယ်အဲ့ဒါမှမဟုတ်နော် key 1 okay ကျွန်တော် key 1ကိုတွေ့ပြီထည့်ထားလိုက်မယ်ပေါ့နော်ဟိုအထဲမှာကျွန်တော်တို့ nano လည်းထည့်လိုက်မယ်မြန်လို့key 1ကိုကျွန်တော်ထည့်ထားလိုက်ပြီအဲ့တော့နောက်ထပ် key တစ်ခုထပ်ရှာကြမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့FTP server တွေကိစ္စပြီးသွားပြီဆိုတော့ထွက်လိုက်ပြီထွက်တာက exclamation mark နဲ့ထွက်တာဖြစ်မယ် exclamation နဲ့ကျွန်တော်ထွက်လို့ရတယ်အဲ့တော့ဒီ FTP server နဲ့ပတ်သက်ပြီးတော့အလုံးဟိုရှင်းကြမယ်ထင်တယ်ပေါ့နော်ကျွန်တော် post ကန်လိုက်တယ် hidden ဖြစ်နေတဲ့ port တစ်ခုကိုတွေ့တယ်အဲ့ပေါ်မှာ FTP server run တယ်အဲ့တော့ကျွန်တော်က FTP မှာဒီ FTP command နဲ့ဝင်လိုက်တယ်ပြီးတော့ဒီ FTP server configuration မှာဘာအားနည်းချက်ရှိနေလဲဆိုတော့ anonymous login ဝင်လို့ရတယ်အဲ့ anonymous login ဝင်ပြီးတော့အဲ့ထဲမှာရှိတဲ့ file တစ်ခုကို access ရနေတယ်အဲ့ file ကတော့ key 1ပေါ့နော်အဲ့ကျွန်တော် key 1ရပြီအဲ့ key 2ပေါ့နော် key 2ကိုသွားလိုက်မယ်အပေါ်မှာကျွန်တော်တို့ကဟိုပါပေါ့နော် post ကန်လိုက်တဲ့ခါမှာ21212ဆိုတဲ့ port က FTP server မှန်းသိတယ်အဲ့တော့25251ဆိုတဲ့ port ပေါ့နော်အဲ့ port ဘက်ကိုကျွန်တော်ဆက်ပြီးတော့လှည့်ကြမယ်သူဘာရေးထားလဲဆိုတော့ဒါကြ application run နေတဲ့ port လို့ပြောတယ်ပေါ့နော်HTTP တို့မျိုး FTP client တွေဘာတွေလည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကအဲ့ port ကိုလှမ်းပြီးတော့ access လုပ်ကြည့်မှာပေါ့နော် port ပွင့်နေတာဖြစ်တဲ့အတွက်အဲ့ port ရဲ့ status က open ပေါ့နော်လှမ်းပြီး access လုပ်ကြည့်မယ်အဲ့တော့ကျွန်တော်တို့ဒီ nc ဆိုတဲ့ command လေးနဲ့လှမ်းပြီး access လုပ်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီ command ကိုကျွန်တော်တစ်ချက်လောက်ဖြည့်ပြရရင် sorry nc ဆိုတာကတော့ netcat ပေါ့နော် nc ဆိုတာကတော့ netcat ဒါ network နဲ့ပတ်သက်တဲ့ tool တစ်ခုပဲ binary feature ဆိုတာ verbose ပြသူတို့ backend ကကျွန်တော်က binary မထည့်ဘူးဆိုရင်ဒီ result ကိုပဲပြမှာ binary ထည့်လိုက်တဲ့အတွက်ဒီ result မထွက်ခင်မှာသူနောက်ကွယ်က run နေတဲ့ဟာတစ်ဆင့်ချင်းစီ step by step ကျွန်တော်တို့ပြပေးရဒါကတော့ IP နောက်ကတော့ port ပေါ့နော် okay TPFC တဲ့ကျွန်တော် application နဲ့ချိန်လို့ရသွားပြီပေါ့နော် success ဖြစ်သွားပြီအဲ့တော့ help command ရိုက်ကြည့်လိုက်မယ် command နဲ့ help တဲ့ status တဲ့ get key ရဲ့ status ကိုကြည့်လိုက်မယ်ရိုက်လို့ရတဲ့ command တွေကြာလာပါတော့ status က okay ပေါ်ပွင့်နေတာ get key ရဲ့ okay ရိုက်ကြည့်လိုက်မယ် okay ဒါကြောင့် key တစ်ခုထပ်တွေ့ပြီပေါ့နော်ဒါ second key ဖြစ်မယ်ဒါကျွန်တော်တို့ရဲ့ second key ပေါ့နော်ဒီကောင်ကအလောက်မခက်ဘူး okay save get ကဲတော့nano နဲ့သွားလိုက်မယ်ပေါ့နော်ဒါ key 1ဒါနောက်မှာကျွန်တော် key 2ထပ်ထည့်လိုက်ပြီ Easter is the လို့တော့ပြောရပါတော့ save လိုက်မယ်ကျွန်တော်ခုနက terminal ကိုပြန်သွားလိုက်မယ်
ကျွန်တော်ဒီ key တစ်ခုလည်းထပ်ရပြီဆိုတော့ quit လုပ်လိုက်မယ်ပေါ့နော်မိုင်းနဲ့အဲ့တော့ဒီ app လေးနဲ့ပတ်သက်ပြီးတော့အားလုံးရှင်းမယ်ထင်ပါတယ် app ပါကြကျွန်တော်ဒီ port တစ်ခုတွေ့တယ်ဒီ port မှာ run ထားတဲ့ service ကကြတော့ကျွန်တော် well known service တွေမဟုတ်ဘူး http တို့ ftp တို့ SSL အဲ့လို service တွေမဟုတ်ဘူးအဲ့လို service တွေမဟုတ်တဲ့အတွက်ကျွန်တော်တို့ကဒီ port ကို netcat nc -v ဆိုတဲ့ command နဲ့လှမ်းပြီးတော့ access လုပ်တယ်access လုပ်ပြီးတော့မှသူ့စီမှာရတဲ့ command လေးတွေပေါ့နော် help command run ကြည့်တဲ့အခါမှာဒီသူရိုက်လို့ရတဲ့ command တွေကြာလာအဲ့ command တွေမှာကျွန်တော် get key ဆိုတာကောင်ရိုက်လိုက်တော့ scan key ကိုရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ထပ် key 3ခုပဲကျန်တော့တယ်နောက်ဆုံး key ကိုဆက်ပြီးတော့သွားကြမယ်ပေါ့နော်နောက်ဆုံး key ကကြတော့သူကTCP UT scan flag ကိုရပြီတာဝန်အတွက်ကဟောတာဝန်က UF scan only ကျွန်တော်တို့ဟုတ်တယ် TCP port တွေပဲကျွန်တော် scan ခဲ့တာပေါ့နော်တရားဆိုတော့ TCP တော့ networking မှာ TCP UDP နှစ်မျိုးရှိတယ်လေ TCP ကျတော့ three way synchronization နဲ့လုပ်တယ် UDP ကျတော့အဲ့လိုမျိုးတောက်လျှောက် streaming service တွေမှာသုံးတာပို့ပြီးတော့များတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ UDP port တွေကိုလည်း scan မှုလုပ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ -su ဆိုတဲ့ဟာလေးနဲ့တွားမယ်ပေါ့နော် nmap နဲ့ပဲထောက်မယ်ပေါ့နော်-su okay နောက်ကတော့ IP ပေါ့နော်ဒါကြ SU ဆိုတာကြ UDP port တွေကို scan မယ်ဆိုပြီးကျွန်တော်တို့ပြောလိုက်တာအဲ့ကျရင်ကျွန်တော် service လေးတစ်ခုထပ်တွေ့မယ်ပေါ့နော်โอเคကျွန်တော် run လိုက်တဲ့ scan ပြီးသွားပြီဒီ command တစ်ခုတွေ့sorry port တစ်ခုပို့တာထပ်တွေ့ရပါတော့ port ကကြတော့ domain port port ဖြစ်တဲ့အတွက်ကျွန်တော်တို့ကdict ဆိုတဲ့ command လေးပေါ့နော် domain တွေကို emulation လုပ်တဲ့နေရာမှာသုံးလို့ရတယ်ဒီ command ကဒီကောင်ကိုကျွန်တော်ဆက်ပြီးတော့သုံးကြည့်မယ်ပေါ့နော်သူ့ရဲ့ domain name ပေါ့နော်โอเคဘာ information တွေရလာလဲကျွန်တော်တစ်ချက်ကြည့်အောင်the Ubuntu header query flag အဲ့တော့ domain name ကကြာမလားတရားနော် add လေးခံပြီးတော့ချက်လုပ်ကြည့်အောင်ကျွန်တော်ဒီ dict command ကတိတ်မသုံးဘူးပေါ့နော်တိတ်မသုံးဘူးโอเคသူပြောတဲ့ command ပဲရိုက်ကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်အဲ့တော့ dict command dict minus event query ရဲ့ပြန်စမ်းကြည့်ကြမလားactive ပေါ့နံပါတ်ထည့်အောင်မလားမသိဘူးထားလိုက်ပါတော့ရှေ့မှာဆိုလို့ပေါ့ကျွန်တော်ဆက်ပြီးသွားလိုက်တော့မယ်သူကဒီ command ကကြတော့only secret hide there DNS is a complex topic DNS server if we know the key using ding dict minus a တိုင်းမှာ run လို့ရမလားမသိဘူးဆိုင်တော့မဆိုင်ဘူးပေါ့နော်ဆိုင်တော့မဆိုင်ဒီ command ကိုပဲ run သူတခြားတော့အများကြီးလည်းရှင်းပြမထားဘူးပေါ့နော်ဒီ command ကိုသူ run လို့ပြောတယ် dict minus a txt record ကိုသူကြည့်မယ်ပေါ့နော်I think ဒီကောင်ကဟိုဖြစ်မယ်ဒါ domain ဖြစ်မယ်ပေါ့ဒါကြောင့် key ဟာရရပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုမသိဘူးပေါ့နော်မသိတဲ့အတွက်ကျွန်တော်တစ်ချက် online မှာရှာကြည့်ရအောင်လို့ရလိုက်မယ်ကျွန်တော် Chrome မှာ AI mode ပါတယ်ပေါ့နော် AI mode နဲ့ကျွန်တော် ChatGPT ကိုမေးတဲ့ပုံစံတိုင်းပဲရှာကြည့်လိုက်မယ်perform DNS lookup အတွက်ကိုသုံးတဲ့ command ပါတဲ့
conventional element 10.4 the value are not constant comment okay DHT this specified in a record being query DHT record ဒါတော့ DHT record ဒီနေ့အကြောင်းသိရတဲ့ DHT record အကြောင်းတော့အလုံးသိမှထင်တယ်ပေါ့နော်ဒါဒီ domain verification တွေအတွက်ကိုသုံးတာ key 3ပေါ့နော် so this is like the query option which the okay ဒါသူရဲ့ဒီ date ရဲ့ဒါ query option ပေါ့နော်ထားပါတော့ကျွန်တော် key 3ရပြီပေါ့နော်နောက်မှကျွန်တော်ဒီ command ကြောင်းကို dict command ကြောင်းကိုတခြားလိုက်ကြည့်ကြတာပေါ့ပြီးရင်သူ့ video လေးတွေတာကြည့်လို့လည်းရတယ်ပေါ့နော်ကျွန်တော်တို့ password ထဲကိုထည့်လိုက်မယ် key 3ခုရပြီပေါ့နော်3ခုတော့စုံသွားပြီဒီ comment အကြောင်းကိုအားလုံးသိရတဲ့သူတွေဒီ video ကိုကြည့်နေတဲ့သူတွေမှာဒီ comment အကြောင်းကိုသိရတဲ့သူတွေရှိရဆိုရင်လည်းကျွန်တော်ကို comment ဖြစ်ပေါ့နော်comment ပဲရှိပါပဲ comment ပါပြောပြလို့ရပါတယ်ဒီ comment ကဘာကြောင့်သုံးတာဆိုတဲ့ comment ကိုဒီ room တော့ကကျွန်တော်ကြိုကြည့်မထားဘူးပေါ့နော်ဒီ comment အကြောင်းကိုကျွန်တော်တို့ရှင်းပြသွားလို့ရပါတယ်တော့ကျွန်တော်တို့ဒီ key ရပြီဆိုတော့ ဒီ web server မှာဒီ key ကိုထည့်လိုက်မယ်star is the new xmas new Christmas ကိုပြောတယ် angular လုပ်လိုက်မယ်ပေါ့နော်ဒီ connectivity ရဲ့ web panel ရဲ့ first thing to login admin panel by visiting ဘာညာဝင်လို့ရရလားတော်တော့ဒီကောင်ကိုထပ်ဝင်လိုက်လို့ပြောတယ်ပေါ့နော်angular လုပ်ပြီးရနောက်ပိုင်းမှာကျွန်တော်ထပ်ပြီးတော့ဝင်လိုက်မယ်ကျွန်တော်တို့အောက်မှာမိကုန်းတွေမဖြည့်ရသေးဘူးမိကုန်းလေးတစ်ချက်သွားဖြည့်လိုက်မယ်သူဟိုဟာဖြည့်နေတော့မှာမေ့ပြီးတော့မိကုန်းမဖြည့်ပဲနဲ့လုပ်နေဒီကောင်ကဒါ fast key ပေါ့နော်ကျွန်တော်second key ကကြတော့underscore ထိပါတယ်ပေါ့နော်ဖြည်းဖို့တောင်းပြီးသွား sorry DNS enumeration လောက်တာဖြစ်မယ် DNS server ကိုလေကျွန်တော် enumeration လောက်လိုက်တာအဲ့ထဲမှာ key 3ထွက်လာတာပေါ့နော်ဟာ3W45 ဒီ SQL database တွေကတော့မရောက်သေးဘူးပေါ့နော်ကျွန်တော်အဲ့တော့ဟိုလေး unlock လုပ်လိုက်တာလေးအဆင်ပြေလားချက်ကြည့်လိုက်အောင်ခုနကကျွန်တော်ရဲ့attack box ကနော်သူ limit ပြည့်သွားတယ်တော့ပြောတယ်ဒါကြောင့်ကျွန်တော်ဘာမှမသုံးရသေးဘူးမနေ့က high နဲ့ရောနေရဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီ Kali Linux နဲ့ပဲVPN ချိန်လိုက်တယ် VPN ချိန်ပြီးတော့ကျွန်တော်လှမ်းဝင်မယ်ပေါ့နော်အဲ့လိုပဲလုပ်လိုက်တော့မယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ password လေးပေါ့နော် password လေးကိုအရင်စေထားအောင်မယ်
Okay ကျွန်တော်ဒီ IP ရပြီပေါ့နော် IP ရပြီဆိုတော့ခုနနေရာလေးကျွန်တော်ပြန်သွားလိုက်မယ် IP လေးဒါ copy ယူလိုက်မယ်ပေါ့နော် Okay ကျွန်တော် key ကိုထည့်မယ် key ကဒီကောင်ပေါ့နော် key 3ခုရှာထားတဲ့အထဲမှာကျွန်တော်ရတဲ့ key ကဒီကောင် Okay terminal go to terminal ပေါ့နော် Okay ဒါကျွန်တော် terminal လေးကြာတာပြီအဲ့တော့ဘာတွေဆက်လုပ်ရမလဲကိုတစ်ချက်ကြည့်လိုက်မယ် Okay terminal မှာပြောချင်တာကခုနကကျွန်တော်တို့ကအပြင်ကနေပြီးတော့ edit scan နဲ့လုပ်တယ်နော်အခုကဒါ G ထဲကို access ရသွားတယ် access ရပြီးလဲပြီးတော့ကျွန်တော်တို့တွေဒီထက်ကနေပြီးတော့ဒီသူ့ရဲ့ဒီ network status တွေကိုကြည့်မှာပေါ့နော်အဲ့ကျွန်တော်တို့ဒီ command ကို run မယ် access -tunlp ပေါ့နော်access ဆိုတာ socket statistics ဆိုတဲ့ command -t ကကြ TCP u ကကြတော့ UDP n ကကြတော့ဒီ numeral value တွေပြမယ်ပေါ့နော်l ကကြတော့ဒီ listen ဖြစ်နေတဲ့ state ကိုပြောတာဖြစ်မယ်p ကကြတော့ဒီ process တွေကိုပြောတာပေါ့နော် process တွေကိုပါကျွန်တော်တို့ကြည့်မယ်ဆိုတဲ့သဘောပဲအဲ့တော့ဒီကောင်ကိုကျွန်တော်တို့ run လိုက်မယ်ဒီnested နဲ့လည်း run လို့ရတယ် nested -ano လို့ပါလို့နဲ့လည်းလားတဲ့တူမယ်ပေါ့နော်မရဘူးလား access -t unlp အဲ့တော့ကျွန်တော်တို့ဒီ information လေးတွေတွေ့ပြီပေါ့နော်ဒီ network ထဲမှာအဲ့တော့ suspicious ဖြစ်စေရပါရှိလဲကိုတစ်ချက်ကြည့်အောင် let's focus on 3336 336ဆိုတာကျွန်တော် MySQL database ရဲ့ပေါ်ပါဒီထဲမှာdatabase run နေတယ်ပေါ့နော် database ပေါ်ကကျတော့ကျွန်တော်ထင်ပါတယ်အပြင်ကနေတော့ကြည့်မယ်ဆိုရင်မြင်ရမှာတော့မဟုတ်လားဘူး3336တော့မှာပေါ့နော်3336 SQL database ရဲ့ပေါ်ပေါ့နော်အဲ့ဒီလိုကောင်လေးကျတော့သူအပြင်ကို internet မဟုတ် sorry external ကနေပြီးတော့ access ရအောင်လုပ်ထားမှာမဟုတ်ဘူးအဲ့တော့ဒီဟာကျတော့ကျွန်တော် internet ကနေပဲဝင်လို့ရဝင်ရအောင်လုပ်မှာပေါ့နော်ကျွန်တော် MySQL ထဲကိုဝင်လိုက်မယ်command ကတော့ဒီကောင်ပုံမှန်အဖြစ်တော့ database တွေက password for လို့တယ်ဟုတ်ပြီသူပြောဝင်ရပါတော့ပုံမှန်အဖြစ် database တွေကဒီ remote client တွေက LAN ခေါ်မယ်ဆိုရင်တော့password တွေပါလိုတယ် user name ကျွန်တော်အဲ့ဒါကြည့်နေပါတော့ user name root တို့ password ပါညာအဲ့လိုမျိုးတွေလိုတယ်ဒီမှာကျတော့ကျွန်တော်က local host ထဲကနေခေါ်တာဖြစ်တဲ့အတွက်ဒါမလိုဘူးလို့ပြောတယ်ပေါ့နော် paste လို့မရအောင်စာပြီးလေးရပါ MySQL -d tbf cqa 01ဒီ information တွေကကျွန်တော်တို့ကသူ run ထဲမှာပြောပြီးသားတွေဖြစ်နေတာပေါ့နော်ဒါတော့ကျွန်တော်တို့ကဒါမျိုးတွေသိရဖို့ကတကယ် pen test လုပ်တဲ့အခါမှာဆိုရင် enumeration တွေအများကြီးလောက်ရမှာပေါ့နော် enumeration လောက်မှဒီ information တွေကထွက်လာမှာအခုကတော့သူပြောထားတဲ့အတိုင်းဖြစ်နေတာပေါ့အဲ့လိုမျိုး enumeration တွေကတော့ကျွန်တော်လုံးမပြတော့ဘူးrun နဲ့လည်းအရင်မဆိုင်တာရယ်အရင် video ကြားသွားမှာရယ်နောက်တစ်ခုကကျွန်တော်ကအဲ့လောက် rating ကိုအဲ့လောက်ထိအမတန်တာလည်းပါတာပေါ့နော်သိရဆိုရင်လည်းဘယ်လို enumerate လုပ်ရင်ရနိုင်မလဲဆိုတာတွေကျွန်တော်တို့ပြောသွားလို့ရတယ် Okay access denied access denied ဘယ်ထဲကဝင်ကြရအောင်ဒီထဲကဝင်ကြရအောင် MySQL -d okay
database က s ပါမယ်ထင်တယ် use db fc qa01 okay database ချိန်လိုက်ပြီပေါ့နော်တော့ command တွေကို okay တော့ command တွေကိုဟိုပြတာပေါ့နော် command တွေကိုတစ်ဆက်တည်းရိုက်လိုက်တဲ့သဘောပဲတစ်ဆက်တည်းရိုက်လိုက်တဲ့သဘောပဲအဲ့ဒါကိုကျွန်တော်တို့ကတစ်ဆက်တည်းမရိုက်ဘူးမဆိုင်ဖက်နဲ့ဒီ MySQL database တွေကိုတစ်ဆင့်ချင်းဝင်တာပေါ့နော်ကျွန်တော်ဒီမှာ error သူပြောတဲ့ command တိုင်းဝင်တာကို error နည်းနည်းတက်သွားတယ်ပေါ့နော် accept deny for user locale ဆိုတော့ကျွန်တော်ဒီတိုင်းပဲဝင်လိုက်တယ် MySQL ဆိုတဲ့ command နဲ့ဝင်လိုက်တဲ့အခါမှာMySQL အနေနဲ့ဝင်လို့ရအောင်နော် password တွေပါမတောင်းဘူးအပြင် client ကခေါ်မယ်ဆိုတော့တောင်းတယ်အဲ့တော့ show database ကြည့်တဲ့အခါမှာ database 3ခုတွေ့တယ်အဲ့ထဲမှာသူပြောတဲ့ database ကိုကျွန်တော်ဝင်လိုက်တယ်ပြီးတော့မှ database ကိုသုံးမယ်ပေါ့နော်ဒီ database နဲ့နေပြီးတော့ table တွေဖွင့်ကြည့်ခြင်းနဲ့ဆိုပြီးတော့ use tbfc ဆိုတဲ့ဟာကိုသုံးတယ်ပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ကဒီ flag ဆိုတဲ့ကောင်ကိုကျွန်တော်ကြည့်မယ်ဒါ table အဲ့တစ်ခုရှိအဲ့ table ထဲမှာဘာတွေပါလဲကိုကြည့်မယ်ပေါ့နော် okay အဲ့ဆိုတော့ဒီ command ရိုက်လို့ရတယ် /star from flag ပေါ့နော် /star from flag semicolon okay ဒါကျွန်တော်တို့ရဲ့ flag လေးရပြီပေါ့နော်သူပြောတဲ့ command ကတော့ကျွန်တော်စီမှာအလုံးမလုပ်သွားဘူးအဲ့တော့ကျွန်တော်တို့ဒီဒါနဲ့ပဲယူလိုက်တယ်ပေါ့နော် okay အဲ့ဆိုတော့ကျွန်တော်တို့flag ကိုထည့်လို့ရပြီ SQL database ကတဲ့ SQL database ကဘယ်မှာ run တာလဲတဲ့ခဏလေးနော်ဒါဘာလို့ယူလို့မရလဲမသိဘူး okay copy အဲ့ဒါဆိုလိုက်တက်နေရပါတော့ flag ကိုဒီတိုင်းပဲရိုက်လိုက်တာပိုကောင်းမယ်ဒီတိုင်းပဲရိုက်လိုက်တာပိုကောင်းမယ် f44ll s3rvice5 s3rvice5 underscore discover d1sc0vered d1sc ပဲเนาะd1sc0vered okay flag မှန်လာပြီเนาะ SQL database run တဲ့ပေါ်က3389 3336 sorry 3336ကိုအဓိက run တယ်အဲ့တော့ထည့်လိုက်ပြီဆိုရင်ကျွန်တော်တို့အဖြေရပါပြီအဲ့တော့ဒီ new room ကတော့ခုနကဒီနေရာလေးနည်းနည်း rush ဖြစ်သွားလားမသိဘူးပေါ့เนาะကျွန်တော်ပြန်ရှင်းပြရင်သူဒီမှာဒီသူတို့ server တွေကို target နေရတယ်ဒီ web ကနေပြီးတော့เนาะ website ကနေပြီးတော့ server တွေကို terminal ရတယ်အမှဒီ active ဖြစ်နေတဲ့ connection တွေကိုကြည့်လိုက်တယ်အမှ MySQL ရဲ့ဟာကိုတွေ့ရပြီးတော့မှသူပြောတဲ့ command ပဲပေါ့เนาะကျွန်တော်ဝင်လို့မရဘူးဝင်လို့မရတဲ့အတွက်ဘာကြောင့်လဲတော့မသိဘူးပေါ့เนาะ copy ချလို့မရလဲပါမယ်အဲ့အတွက်ကျွန်တော်က MySQL ဆိုပြီးတော့ဝင်လိုက်တယ်ပြီးတော့show database ဘာ database ရှိလဲကိုကြည့်မယ်ပြီးတော့ use ပေါ့เนาะ use database name အဲ့တော့ဒီ database name ကိုကျွန်တော်ပြန်သုံးတယ်ပြီးတော့ကျွန်တော် show table ကိုသုံးတယ် show table သုံးတော့ဒီ table flash ဆိုတဲ့ table ရှိရတွေ့တယ်အဲ့ထဲမှာကျွန်တော်ကနေပြီးတော့ /star ဆိုတဲ့ဟာနဲ့ပြန်ပြီးတော့ခေါ်လိုက်တယ်ပေါ့เนาะအဲ့တော့ဒီ database ကိုဒီ flag ကိုကျွန်တော်တို့ရတယ် okay ဟုတ်အားလုံးပဲအဲ့ဆိုတော့အဆင်ပြေမယ်ထင်ပါတယ်ဒီနေ့ဗီဒီယိုကိုလည်းအဆုံးထိအောင်ကြည့်ပေးလို့အားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဗီဒီယိုတင်တာတင်နေဆိုရင်တစ်ပတ်ပြည့်ပါပြီအဆင်ပြေတဲ့နေ့တက်တဲ့ဆိုရင်တော့ channel ကို subscribe တွေပါလုပ်သွားလို့ရတယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်